Jungkookရဲ့မွေးစာတိဖြစ်ပါတယ်ပြပေးပါမယ်ဟိုးမှာရေးထားတယ်နော် Mandok ဆိုတာတွေ့လားအဲ့ဒါမယုံပါဆိုလို့ကျမဟိုအဲ့ဒါကြောင်းဖြစ်တယ် Mandok ဆိုတာရေးထားတယ်အဲ့ဒါကိုရီးယားစာဖတ်တဲ့သူဆိုရင်အကုန်လုံးသိတယ် Mandok ဆိုတာလောလောဆယ်ကတော့ရှင်တို့ကိုဒီလိုနေရာမှာ तू နေခဲ့တယ်ဆိုတဲ့အကြောင်းကိုပြောပြချင်လို့ပေါ့နော်တောင်ပေါ်တောင်လေးတွေနဲ့အရန်လာပါတယ်တောင်မော်သားလေးဂျုံကုပေါ့သူနေတဲ့နေရာဆိုရင်ပိုဆိုးတယ်ဟိုးနားလေးမှာ7မိနစ်လောက်ဒီကနေ7မိနစ်လောက်သွားမယ်ဆိုရင်သူ့ရဲ့တိုက်ခန်းသူ့မိဘတွေနေတဲ့တိုက်ခန်းနဲ့သူတက်ခဲ့တဲ့ကြောင်းရှိတယ်နောက်ကြလို့ရှိရင်ကျွန်မပြပေးမယ်လောလောဆယ်ကတော့ဒီလိုလေးဒီလိုနေရာမှာသူကြီးခဲ့ပါလားဆိုတဲ့ဟာလေးသိစီချင်းတို့ဒီတိုင်းပြောပြတာဖြစ်ပါတယ်ဒါကအနောက်ဘက်ကအနေအထားပေါ့နော်သူငငယ်တော့ငါတဲ့သူ့မျက်လုံးကိုစပင်နဲ့ဖုံးပြီးတော့အဲ့လိုမျိုးကြောင်းတက်ခဲ့ဖူးတယ်တဲ့ဘာဖြစ်လို့စပင်မျက်လုံးကိုစပင်ဖုံးရတယ်လဲဆိုရင်သူ့မျက်လုံးကအရန်လှလို့တဲ့သူများတွေကသူ့မျက်လုံးကိုကြည့်တိုင်းအရန်လှပါတယ်ဆိုပြီးတော့အဲ့လိုမျိုးပြောတာကိုသူကဝန်ထုံဖို့ဖြစ်လို့သူ့ရဲ့မျက်လုံးကိုသူ့စပင်အရှိစပင်ကိုဖုံးပြီးတော့အဲ့လိုမျိုးကြောင်းတက်တဲ့အချိန်လေးရှိခဲ့တယ်တဲ့အဲ့ဒါပြောပြချင်လို့ပါ